နောက်ဆုံးမှာတော့ကျော်စောရဲ့လက်ထဲမှာဖုံးစုပ်လေးတစ်လုံးကလွဲလို့ဘာမှမကျန်တော့ပါဘူး။အိမ်ရှိမှာအကျွေးရှင်တွေရဲ့ရိုင်းဆိုင်တဲ့ဆဲဆူတန်တွေနဲ့တကားကိုကန်ကြောက်တန်တွေစူညံနေချိန်မှာကျော်စောဟာအိမ်ထဲကမှောင်ရိပ်ထဲမှာကျွတ်တကောင်လိုပုံအောင်နေခဲ့ရတယ်။သူ့ဘဝရဲ့နောက်ဆုံးအကြိမ်လို့သတ်မှတ်ထားတဲ့လောင်ကြီးကလည်းဖန်သားပြင်ပေါ်မှာသူ့ညအဖြစ်ပြောင်းလဲသွားတဲ့အခါကျော်စောရဲ့စိတ်အာရုံတွေအကုန်ပြတ်တောက်သွားပါတော့တယ်။ထိုစဉ်မှာပဲအခန်းတကားပွင့်လာပြီးဇနီးဖြစ်သူကကလေးနှစ်ယောက်ကိုလက်ဆွဲကမျက်ရည်တွေကြားကနေသူ့ကိုကြည့်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြည့်တွေမှာအချစ်မပါတော့ဘူး။ရွှန်ရှာမုန်းတီးမှုတွေနဲ့နာကျင်မှုတွေပဲပါတော့တယ်။ရှင်ဟာလူမဟုတ်တော့ဘူးကျော်စော။ရှင်ကြောင့်ငါမိဘတွေလမ်းဘေးရောက်ပြီးငါသားသမီးတွေကြောင်းထွက်ရပြီးရှင်ရဲ့အဲ့ဒီဖုန်းနဲ့ပဲငရဲသွားလိုက်တော့ဇနီးဖြစ်သူကသူ့ရဲ့မင်္ဂလာလက်စွပ်အစုပ်လေးကိုကျော်စောရဲ့မျက်နှာတက်တက်စီပစ်ပေါက်ပြီးအိမ်ပေါ်ကဆင်းသွားခဲ့ပါတယ်။ကျော်စောဟာလိုက်ဆွဲဖို့နေနေတတမျက်လုံးချင်းတောင်မဆိုင်ရဲခဲ့ပါဘူး။ညနေတစ်ခေါက်မှာတော့အကျွေးရှင်တွေကအိမ်ထဲကိုအတင်းဝင်လာပြီးကျော်စောကိုမြေပြင်ပေါ်ဆွဲချကတွေးယူတွေးတန်းရိုက်နှက်ကြပါတော့တယ်။သူဟာနာကျင်မှုထက်ရှက်ရွံ့မှုကြောင့်မအော်ရဲခဲ့ဘူး။သူတို့ကကျော်စောကိုလမ်းဘေးကိုခွေးတကောင်လိုပစ်ထုတ်လိုက်ပြီးအိမ်တကားကိုချိတ်ပိတ်လိုက်ကြတယ်။မိုးဖွဲအောက်မှာလမ်းဘေးကရွှွန့်လုံတွေကြားလဲကျနေတဲ့ကျော်စောရဲ့ဘေးမှာသူအသက်ထက်ချစ်ခဲ့ရတဲ့ဖုန်းလေးကတော့ဖန်သားပြင်ကွဲအပ်လျက်သား။အဲ့ဒီကွဲအပ်နေတဲ့ screen ပေါ်မှာတော့ Slack-in ရဲ့ notification လေးတစ်ခုကထလင်းနေတော့မယ်။ bonus ပေးနေပြီ။အခုပဲပြန်ကစားလိုက်ပါတဲ့။ကျော်စောဟာအဲ့ဒီအလင်းရောင်ကိုကြည့်ရင်ရှိုက်ကြီးတင်ငင်ငိုကြွေးနေမိပါတယ်။ဒါပေမဲ့အဲ့ဒီငိုတန်ကိုနားထောင်ပေးမဲ့သူဒီကဘာပေါ်မှာဘယ်သူမှမရှိတော့ပါဘူး။သူရလိုက်တဲ့ပေးခွင့်ဆိုတာကတော့မိသားစုဂုဏ်သိက္ခာနဲ့ဘဝတစ်ခုလုံးကိုဆုံးရှုံးလိုက်ရတဲ့အရှုံးကြီးဆုံးဏီကုန်းပဲဖြစ်ပါတော့တယ်။